ရွယ်ရောက်ပြီးတဲ့သားသမီးတွေအပေါ်မှာလဲသူတို့ဖြစ်နေတဲ့စိတ်ခံစားချက်ကလေးတွေကိုကျမတို့မေးဘူးလားသူတို့ရဲ့အခက်အခဲလေးတွေကိုဖြေရှင်းပေးဘူးလားကျမဆိုရင်ကျမရဲ့သမီးလေးပေါ့နော်ဒီ10တန်းအောင်ပြီးတဲ့အချိန်မှာသူတင်တန်းတစ်ခုတက်တယ်အဲ့တင်တန်းမှာသူပြန်ပြီးအလုပ်ပြန်လုပ်ရတယ်အဲ့မှာပြန်အလုပ်လုပ်ရပြီးတဲ့အချိန်မှာကျမကသူ့ကိုအဓိကငွေရေးကြေးရေးထဲကောင်းမွန်တဲ့ပတ်ဝန်းကျင်ပညာတတ်တွေစုစည်းတဲ့ပတ်ဝန်းကျင်ဒီလိုပတ်ဝန်းကျင်မှာကျမသမီးလေးကိုကျမရှိစေချင်တယ်ဒါကြောင့်အဲ့မှာအလုပ်ကိုသူဆက်လုပ်တယ်မှာကျမခွင့်ပြုခဲ့တာပေါ့နော်ခွင့်ပြုရင်းနဲ့နောက်ပိုင်းမှာ तू အဆင်ပြေလားအဆင်မပြေဘူးလားဆိုတာလေကျမသိမမေးဖြစ်ဘူးခလေးကိုလေအော် तू ကတကယ်ကောင်းတဲ့နေရာတစ်ခုမှာရောက်နေတာပဲအဲ့လိုမျိုးလေးနဲ့ကျမသူ့ကိုထားတာပေါ့နော်ဒါပေမဲ့ကလေးကအဲ့မှာ8လလောက်လုပ်ပြီးတဲ့အခါမှာသူ့ကိုကြည့်ရတာလေပျော်ရွှင်မှုအရန်အားနေလာတယ်သူ့ကိုကြည့်လိုက်ရင်တွေ့ဝေနေတယ်ဒါမျိုးလေးတွေများတယ်အဲ့တော့ကလေးပေါ်မှာဖိအားတွေအရန်များနေတယ်ဒါကိုကျမကမသိခဲ့ဘူးမသိဘူး तू ထွက်မယ်ဆိုပြီးကျမကပြောတဲ့အချိန်မှာကျတော့ကျမကသူ့ကိုမထွက်စေချင်ဘူးဘာလို့ထွက်မှာလဲဒီလောက်ကောင်းတာကိုဘွားတိုးတက်နိုင်တဲ့နေရာတစ်ခုမှာနေနေတာလုံနေတာကိုဘာကြောင့်ထွက်မှာလဲဘာညာဆိုပြီးသူနဲ့ကျမနဲ့အဲ့လိုလေးတွေဖြစ်တဲ့အချိန်မှာသူ့ရဲ့စကားတခွန်းလေးကကျမရဲ့ရင်ကိုတကယ်ကိုထိစေခဲ့တာပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုရင်အမေတဲ့သမီးလုံနေရတဲ့အလုပ်ပေါ်မှာပျော်ရွှင်မှုဝမ်းနည်းမှုဆိုတဲ့စိတ်ခံစားမှုကိုအမေဘလောက်ကြည့်ပေးခဲ့ဘူးလို့လဲတဲ့အချိန်မှာကျမအရန်ကိုစိတ်မကောင်းဖြစ်သွားတယ်အဲ့တော့ဘာဖြစ်နေလဲဘာကြောင့်လဲဆိုတာကျမသမီးလေးကိုကျမမေးတဲ့အချိန်မှာဖိအားတွေရမ်းများတယ်တက်ကက်တွေအရန်များတယ်ကျမအသမီးလေးကအသက်က10တန်းအောင်ပြီးခါစားတဲ့18နှစ်လောက်ပဲရှိသေးတယ်ခလေးတယောက်ပေါ်မှာဒီလောက်ကြီးတွေများတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်ကျမသမီးကိုကျမဒါဆိုရင်ထွက်လိုက်တော့သမီးလောကမှာတစ်လုံးအလုံးလောက်ရမှာဘောကမှာမွေးဖွားခြင်းနဲ့သေဆုံးခြင်းဒီနှစ်ခုကြားထဲမှာအလုတ်ဆိုတာလောက်ကိုလုံနေရမှာကိုဘွားရက်တီဖို့အတွက်ဒီလိုတွေဖြစ်လာတဲ့ဖြစ်တဲ့အချိန်မှာကျမသမီးကိုအဲ့ရနေအလုပ်ထုတ်လိုက်တယ်ကိုပျော်ရွှင်နေတဲ့ပတ်ဝန်းကျင်မှာရွေးချယ်ပါကိုလုံနေတဲ့အလုပ်ပေါ်မှာပျော်ရွှင်ပါဒါဆိုရင်သမီးရဲ့ဘွားကတိုးတက်သွားလိမ့်မယ်ဆိုပြီးတော့ကျမသမီးကိုကျမအဲ့လိုလေးပြောပြရင်းနဲ့အခုဒီဘက်နောက်ပိုင်းနေမှာဆိုရင်ကျမသမီးရဲ့စိတ်ခံစားချက်ကလေးတွေကိုကျမအမြဲတမ်းမေးတယ်ကျမသမီးကပျော်ရွှင်တဲ့ဘွားလေးတစ်ခုကိုလည်းရရှိနေတယ်ဒါကြောင့်ကျမကဒီနေ့အတွေးတူတယ်ဆိုရင်တော့ follow လေးလုပ်ခဲ့ပါကျမကတော့မျိုးသမီးတွေရဲ့နေ့စဉ်စိတ်ဓာတ်ခွန်အားတွေကိုပြောကြားပေးနေတဲ့ Ha Power Choosing ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်